အပြမပေးသူပေးနောက်တစ်မှာဂျိနောက်တစ်မှာတစ်ခေါက်သွားတော့တွေ့မယ်ဘလင်းကကုန်သွားပြီဒါပေမဲ့ AD ရှိမနေတဲ့အတွက်ခဏစောင့်နေတာဝင်းကန်နီးပြီဝင်းကန်နီးပြီဝင်းနီး let's this အော်ပလီကာနဲ့ရိုက်တယ်ကြားတော့ဒါပေမဲ့လည်းနောက်မှာတော့နှစ်ကောင်လုံးပြန်ရောက်လာရင်တကယ်သူကိုယ်တိုင်လည်းပြန်ထွေးလိုက်ရတယ်အရင်ကကျွန်တော်တန်တယ်လို့တော့မြင်နေလို့ပြောလို့ရတယ်လော်ရန်သင်းကိုလာကြည့်ဖို့ဒီ chance တော့မရဘူးပြနော်ဟုတ်တယ်တော့နောက်မှလည်းယူတော့တိုးလာတဲ့ H ball ကျွန်တော် let's see is that the retribution right time 10ပြီးရတဲ့ပြန်ရောက်သွားတယ်နောက်မှလည်း trash ball lamp shake ကဟိုးဘက်နောက်ဒီလိုက်ပြီးတော့လက်ဖူးထိန်းဖို့ကြိုးစားနေရဆိုပေမဲ့တော့ VNN သင်း hero game တကောင်ကြာသွားပြီမဲ့လေတို့လိုချင်တဲ့လော်ယူတော့အပါခေါ်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ် striker တက်ကြတိုင်းနောက်တစ်ချက် flicker သုံးပြီးပြန်ပြေးလာတယ်ဒီမှာတော့နောက်တဲ့တကောင်မရတော့ဘူးပြတီယူကိုပစ်ချက်တွေနဲ့ထပ်ပြီးတော့ရရှိသွားသူဘတ်လိုင်းထဲမှာရောက်ချောက်ပြန်ကြည့်နေတဲ့ဂျားထဲမှာမနောက်တဲ့ second time မှာထပ်ချိုးမလိုက်ရင်တော့တန်သွားတဲ့အတွက်လော်တွေပါရသူ retribution okay သွားတာ okay ဂျန်ကလာ8တော့ကျုံနေပြီအေး S right နောက်မှလည်းကျွန်တော် energy ဘာနဲ့ချွတ်သွားပြီအဘာတော့ဂါရီရဲ့ one man ကိုတော့ပြန်စိတ်ထားတယ် unbreakable ပဲဂျားမှာပြန်ထွက်နေတဲ့ cycling eagle method နောက်မှလည်းတန်းပြီးတော့ပဲ forward လုပ်မလားဟိုဘက်က VNN တင်းနေတော့ back line နဲ့အဖက်ခံရပြီး into the crossbow အတက် damage နဲ့ဂျားမှာ theory ကိုရောက်ယူသွားတော့နောက်မှလည်း 8 ball ပြန်ပြီးတော့ important ထားပြန်ထားမှာနောက်က back line နဲ့လည်းယူဆောင်နှစ်ကောင်သုံးကောင်ကြားထဲမှာ live ကြည့်နေပေမဲ့ယူဆောင်နေတဲ့ TD ဝင်းနေနဲ့မှာတကောင်နဲ့ဖြစ်နေတဲ့နောက်မှာတော့ team မှာငါးကောင်လုံးဝိုင်းပြီးတော့ live နေတယ်ပဲ cycling eagle project တွေကြားမှာတော့ယူဆောင်ထူထောင်းထက်ပြီးတော့ပဲခံလိုက်ရပြီပဲဖြစ်ပါတယ်ဗျာဒီနေရာမှာဝင်ထွက်တွေရောလေးလေးလိုအပ်ချက်များနေတဲ့ TD လေးကိုတော့အကောင်းဆုံးခွင့်ကောင်းယူသွားနေတဲ့ရင်းနေပဲကျွန်တော်လော်ရှင်းပြီးရဲ့ကျွန်တော်ထက်ဗတဲ့တကူကထက်မဲ့အားသာထောက်ချက်လေးတွေသုံးလို့ပြတဲ့ cycling eagle ပတ်တယ်တောက်လျှောက်ပေးထားပေမဲ့နောက်ကနေ right time ပြန်ဝင်လာဖို့ပတိဖြစ်နေတဲ့ retribution right time retreat အိုးကိုရောက်တော့ပေါက်သွားခဲ့ပါဘူးနောက်မှလည်း H ball ပြန်ပြီးတော့ forward လုံးနေရဆိုဒီဘက်ကတောက်လျှောက်လိုက်ရိုက်နေတဲ့ lapu damage မှာတော့တစ်ဖက်ကဂျန်ကလာပြတ်သွားပြီဒါပေမဲ့ကျွန်တော်မြန်မာအသင်းဘက်မှာလည်း irreversible ပြန်ချအောင်လို့142 trade ပါတယ်မှာနောက်မှ challenge ခဲ့တဲ့တကောင်လေးတော့ VNN သင်းရဲ့ကာဒိုကာချာလေးပါဆုံးသက်ဖို့လုံးနေတယ်ဆိုပေမဲ့လည်း team VNN ရောက်တော့သူတို့အနေနဲ့တော့ forward လုံးသွားနိုင်ဟုတ်တယ်ပြီးတော့ပိုဆိုးတာအရှိမမောက position ကြိုဦးထားတာကိုသူကမမြင်မဲနဲ့ plane ပြေးပုံးတာအကွက်ကြီးတော့ပို့တက်ပါ information တိကျရသွားတယ်ဆိုတဲ့မှာငါသတင်းတိကျရလာတယ်ဆိုတော့ကိုဖြစ်သွားတာဆိုဒီနေရာမှာတော့တန်နာဝိုင်းနေပဲကင်းတော့ဘာသက်လုံးပါလဲမောလပုနေနဲ့ကျုံနေရဆိုမဲ့3 4ခေါက်ကြားထဲမှာအရှောင်းပေးထက်ရိုက်တဲ့၄ချိန်ကဒိန်းနာသေးတယ်ရောက်ရင် grand ကြောင် only နဲ့လိုက်ထောင်းကြာလား grand ကြောင်သွေးရနေဝိုင်းဆိုပေမဲ့ဒီဘက်ကမွန်တယောက်ပဲကြာသွားတယ်ဒါပေမဲ့ဂျန်ကလာတကောင်ဖြစ်တဲ့တော့ ace ball immortal down ပြန်ထားရင်ပြန်ပြစ်မဲ့ချီတီမျိုးနဲ့ဆိုရင်တော့ကြာသွားပါပြီကြာပါဘူးဒါပေမဲ့ ace ball fire meter အောက်မှာတော့ပြန်ပြီးတော့ရုံထွက်ပြီးမဲ့ဂျုံးလေးတစ်ချိန်တော့ထိုးခွင့်ရှိနေသေးတယ်အဲဂျုံးထိုးမှာကျွန်တော်တို့ဖာစာကလည်း air strike လေးခြံထားတာဆိုတော့တာ position ကိုလည်းမြင်ထားတယ်။ဘာလဲတော့ထွက်ချင်းပေါ့ပြန်ထဲတာပါလပူးသွေးရနေတော့ကနေ AOG နဲ့ right time နဲ့နေတာတယ်ဆိုပေမဲ့ပါစာအကုန်ပြန်ပြေးသွားတော့ကောင်းတယ်။ဘာမှတီရီကိုအကုန်လုံးဖျဲချနေခဲ့ရင်းနေပဲတော့ခါလေးကင်းနဲ့ကင်းလို့ရပြီဗျာ။နောက်မှတော့ only ရိုက်မယ်ဆိုပွဲပြီးနေပြီဆိုပေမဲ့ VNN တဲ့အကောင်းဆုံးပြန်ပြီးတော့ဖန်ထားတယ်ကျွန်တော်တို့ဒါပေးရှေ့ဆုံးကနေခေါင်းတော့ဟိုလည်း free တကောင်ပဲပါလာတယ်။နောက်မှလည်း free တော့ထက်တက်လာတဲ့နောက်ဆုံးမှာတော့ team မြန်မာစနကအနေနဲ့ကတော့ game number 1ပွဲစဉ်ကိုတော့နော်